ခုနဖြစ်ပြောလို့ရှင်လို့နဲ့အခုပါဒီမှာနေဆိုင်နေအခုငိုနေတာဘုဒ္ဓကင်ကြီးအခုငိုနေတာဒါပေမဲ့အခုကြောက်ရင်မျက်ရှိတယ်ငါနမလေးခင်ကြီးတို့ဝါတာလုံးလို့ပြောလို့ကြားရင်မျက်ရှိလို့ခင်ကြီးအပြုံမျက်ရည်ခင်ရတော့ဘာတစ်ခုမှနားမလဲတော့အပြုံမျက်ရည်ဆိုတော့ဘာလဲအကိုဒီဘောပယေရှလဲရှင်ကလောနမလေးခေကြီးကိုတဘောချနဲ့တတော်မူလို့မြောက်ရွှေရီဆောင်အရာထားပြီးမိဖုရားမြောက်တော်မယ်တဲ့အခုရင်ကိုရဆိုရင်သူရင်ကိုမဝင်နိုင်အောင်ကိုဖာလေအခုပြောနေပေါ့နားမေလူကပေါ်နေပြီလားရှင်Sweet and sweet,